နှစ်ပတ်လည်ညီလာခံမှာတရုတ်ဝန်ကြီးချုပ်လီရှမ်းကနိုင်ငံပြင်ပကပုံမှုရှုပ်ထွေးလာနေတဲ့အခြေအနေအရရကြောင်းတရုတ်ကုန်သွယ်မှုကဏ္ဍတွေကိုပါထိခိုက်လာနိုင်ကြောင်းနဲ့ရည်မှန်းထားတဲ့စီးပွားရေးတိုးတက်မှုရဲ့9%ကိုရောက်ဖို့အတော်ကြိုးစားကြရမယ်လို့ပြောပါတယ်။တရုတ်အစိုးရကလူငယ်တွေအလုပ်လက်မဲ့ဖြစ်နေတာအိမ်ချမ်းမြေဈေးကျဆင်းနေရတွေကိုကင်တွယ်ပြီးပြည်ပကရင်းနှီးမြှုပ်နှံမှုတွေတိုးလာစေဖို့လည်းအစီအမံတွေချမှတ်နေပါတယ်။ပထမတူမြောက်နေ့ကစိတ်ကမ်းတစ်ခုကိုလဲပတ်နေတဲ့ဟောင်ကောင်ခြေစိုက်ကုမ္ပဏီကသူတို့လုပ်ငန်းတွေကိုအမေရိကန်ဥဆောင်တဲ့လုပ်ငန်းစုတစ်ခုကိုရောင်းချဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အမေရိကန်မှာဒေါ်နယ်ထရမ့်သမ္မတဖြစ်တက်လာကြတဲ့ကတူမြောက်ကိုတရုတ်ကထိန်းချုပ်ထားတယ်လို့အထောက်အထားမရှိဘဲပြောပြီးသူတို့ပြန်ထိန်းချုပ်မယ်ဆိုပြီးချိန်ချောက်နေကြတာဖြစ်ပါတယ်။အဲဒီတူမြောက်နာကတခြားစိတ်ကမ်းတွေကိုတော့အမေရိကန်ထိုင်ဝမ်နဲ့စင်ကာပူတို့ကလုပ်ကိုင်နေကြတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုကယူကရိန်းကိုလက်နက်ထောက်ပံ့မှုတွေကိုရပ်တန့်လိုက်သလိုမက္ကဆီကိုနဲ့ကနေဒါတို့ကိုလည်းအခွန်နှုန်းထားတွေတိုးမြင့်သတ်မှတ်လိုက်ပြီးတဲ့နောက်မှာသမ္မတထရမ့်ကလည်းသူ့အစိုးရလက်ထက်မှာအမေရိကန်ပြန်လာပြီဆိုပြီးခေါ်ယူစွာကြေညာခဲ့ပါတယ်။မြေကကွန်ဂရက်လွှတ်တော်မှာပထမဆုံးဖြစ်မိန့်ခွန်းကိုတနာရီနဲ့မိနစ်40စာစံချိန်တွေပြောကြားခဲ့ရမှာသူကအစိုးရဝန်ထမ်းလုပ်သားအင်အားတွေရှော့ချနိုင်တဲ့ပတ်သက်လို့လည်းချီးကျူးခဲ့သူအခွန်နှုန်းသစ်တွေနဲ့ပတ်သက်လို့လည်းကာကွယ်ပြောကြားခဲ့ပါတယ်။နောက်ပြီးတခြားနိုင်ငံတွေအပေါ်မှာပါရှေ့လပိုင်းကစပြီးအပြန်အလှန်အခွန်စည်းကြပ်မှုတွေလုပ်မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။နောက်ရာဇဝတ်ဂိုဏ်းတွေနဲ့ရွှေ့ပြောင်းနေထိုင်ကြသူတွေကိုလည်းနှိမ်နင်းမယ်အမေရိကန်သမိုင်းတစ်လျှောက်မှာအရေးအတွက်အများဆုံးနှင်ထုတ်မှုတွေကိုလုပ်မယ်လို့ပြောခဲ့ပါတယ်။သူ့ရဲ့အပြန်အလှန်အခွန်စည်းကြပ်မှုတွေကလာမယ့်ဧပြီလ2ရက်မှာစတင်မှာဖြစ်ပါတယ်။အမေရိကန်ရဲ့ပုဂ္ဂိုလ်တွေပေါ်မှာအခွန်စည်းကြပ်မှုတွေလုပ်ထားတဲ့နိုင်ငံတွေအပေါ်မှာကောက်ခံသွားမှာဖြစ်ပြီးအထူးသဖြင့်အိန္ဒိယရဲ့မော်တော်ယာဉ်တင်ပို့မှုတွေကိုအခွန်စည်းကြပ်မှုတွေကိုပြစ်မှတ်ထားမယ့်အကြောင်းပြောပါတယ်။သူကကဘာပေါ်ကရှိသမျှတိုင်းပြည်တွေကအမေရိကန်စီကဒဇစီခွာချနေတာဆယ်စုနှစ်များစွာရှိနေပြီးဒီလိုထပ်အဖြစ်မခံနိုင်တော့ဘူးလို့ပြောပါတယ်။ဆက်လက်ပြီးအိန္ဒိယဆိုရင်လည်းယင်တင်ပို့မှုတွေကို100%ဘကအခွန်ကောက်ခံနေတာတော်တော်ကိုမမျှတဘူးလို့ဆိုပါတယ်။ BBC သတင်းတောက်နော်မြတ်ကပယ်ပေးပို့ထားတဲ့သတင်းကိုမတ်တီယန်တွေကဆက်ပြောပြမှာပါ။ Mr. Speaker, the President of the United States. ဒါကသမ္မတဒေါ်နယ်ထရမ့်အတွက်ဝင့်ကြွားစရာအခိုက်အတန့်ပါ အမေရိကပြန်လာပါပြီ We have accomplished more in 43 days. အခြားဆိုရအများစု4နှစ်ဒါမှမဟုတ်8နှစ်လောက်လုပ်ခဲ့ရတာတွေကို43ရက်ကြော်ကြော်နဲ့ကျွန်တော်တို့လုပ်နိုင်ခဲ့ပါပြီ And we are just ဒါတော့စလုပ်ရုံပဲရှိပါသေးတယ် လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်လို့သူလှုပ်ဆောင်ခဲ့တာတွေကိုထုတ်ဖော်ချီးကျူးသွားခဲ့ပါတယ် and I deployed the US ကျွန်တော်တို့နိုင်ငံနဲ့ကျူးကျော်လာမှုတွေကိုတားဆီးဖို့အမေရိကန်စစ်တပ်နဲ့နေဆက်ကင်းတွေချထားပါတယ် သုံးစိတ်ရှော့ချခဲ့တာတွေနဲ့ပတ်သက်လို့လဲ ကျွန်တော်တို့ကညွန်ကန်ကြီးတွေကရေတွေကိုစစ်ထုတ်နေတယ်ရှင်းလေးပါရွေးကောက်ခံမဟုတ်တဲ့ဘျူရိုကရက်တွေအုပ်စိုးတဲ့ကာလပြီးဆုံးသွားပါပြီ သူရွေးခန့်ခဲ့တဲ့သူ့မိတ်ဆွေနီးပညာဘီလီယံနာတထေး Elon Musk ကိုတော့အကြာကြီးချီးမွမ်းငန်းထုတ်ခဲ့ပါတယ် Thank you, Elon. အီလွန်ကိုကျေးဇူးတင်ပါတယ်သူအရန်အလုပ်တွေလုပ်နေပါတယ်တဲကဒီလောက်လုပ်เสียမလိုပါဘူးကျေးဇူးအများကြီးတင်ပါတယ် အစိုးရအသုံးစိတ်ကိုရှော့ချပြီးအမေရိကန်ရဲ့အာကာသရည်မှန်းချက်တွေကိုတိုးမြှင့်ဖို့ Elon Musk ကိုခန့်ခဲ့တာဖြစ်ပါတယ်အရေးပါတဲ့အခိုက်အတန့်ကတော့ရပ်ပေါင်းများစွာသူဝေဖန်နေခဲ့တဲ့ယူကရိန်းသမ္မတနဲ့ပြန်ဆက်သွယ်မယ်ဆိုတဲ့အကြောင်းပြောသွားခဲ့တာပါ It's time to stop this madness. ဒီဗယုတ်ဒုက္ခအခြေအနေကိုရပ်ဖို့အချိန်ရောက်ပါပြီတပ်ဖြတ်မှုတွေရပ်ရမယ်အတိတ်ပဲမရှိတဲ့စစ်ကိုအဆုံးသတ်ရမယ်အချိန်ပါစစ်ကိုရပ်ချင်ရင်တော့နှစ်ဖက်စကားပြောဖို့လိုပါတယ် ရှေ့တိုးလှုပ်ချင်တယ်လို့ Mr. Zelensky ကထုတ်ပြန်ခဲ့အပြီးမှာပဲခုလိုပြောလိုက်တာပါ Had serious ရု discussion. ရှားနဲ့ကျွန်တော်တို့လေးလေးနက်နက်ဆွေးနွေးခဲ့ပါတယ်ငင်းချမ်းရေးအတွက်သူတို့အစင်းသင်းဖြစ်နေပြီဆိုတဲ့အချက်ပြချက်မျိုးတွေအခိုင်အမာရထားပါတယ်မလှပဘူးလားဗျာ Mr. Trump ဟာကုန်သွယ်ရေးစစ်ပွဲနဲ့လည်းထပ်ချင်းချောက်ခဲ့ပါသေးတယ် Make your Trump အစိုးရလက်ထက်မှာတော့အမေရိကန်မှာမထုတ်လုပ်တဲ့ထုတ်ကုန်မှန်သမျှအခွန်ဆောင်ရမှာပါတချို့ဆိုရင်အဲ့ဒီအခွန်တွေကအများကြီးဖြစ်ပါလိမ့်မယ် President Trump Donald Trump ဟာသူ့ရဲ့သမ္မတပထမသက်တမ်းတုန်းကလှုပ်ခဲ့တယ်လို့ပုံမျိုးလုပ်နေပုံပါပဲဒီတစ်ခါမှာတော့အတွေ့အကြုံပိုရှိလာပြီးပိုရဲတင်းလာပါတယ်သူ့ရဲ့ဒီမိန်ကုန်းဟာအိမ်မြူတော်ကိုပြန်ရောက်လာပြီးလှုပ်ခဲ့တဲ့သူ့လုပ်ရက်တွေကိုမိမောင်းထိုးဖော်ပြနေပါတယ်သူ့ဩဇာအာဏာကိုဘလောက်ဘောင်းကျော်သုံးနိုင်မလဲဆိုတာကိုစမ်းကြည့်နေတာပါဒီမိုကရက်တွေအနေနဲ့ကတော့ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုမသိနိုင်လောက်အောင်ဖြစ်နေကြပါတယ်ဒီမိုကရက်အမတ်အတော်များများကကန့်ကွက်တဲ့ဆိုင်းဘုတ်တွေတည်လာခဲ့ပါတယ်တချို့ကတော့နှုတ်ဆိတ်နေခဲ့ကြပါတယ်အော်ဟစ်ကန့်ကွက်ခဲ့တဲ့ဒီမိုကရက်တူကတော့ဆွဲထုတ်ခံခဲ့ရပါတယ်။အမေရိကန်ပြည်သူတွေကြားအမြင်ကွဲပြားမှုတွေရှိနေတယ်လို့စစ်တမ်းတွေကဖော်ပြနေချိန်မှာပဲ Trump ကမိန့်ခွန်းပြောခဲ့တာပါ။ Trump အနေနဲ့အချိန်၄နှစ်အတွင်းသူ့ရဲ့ဒီဂရိကြီးတွေကိုအကောင့်ထဲဖော်ပြရမှာဖြစ်ပါတယ်ရှင်။ golden age of အမေရိကန်ရဲ့ရွှေခေတ်အခုမှစပါပြီ
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့တော့ဒေါ်နယ်ထရမ့်ကသမ္မတဇလန်စကီးစီကအရေးကြီးတဲ့စာတစ်စောင်ကိုလက်ခံရရှိထားတယ်လို့ဆိုပါတယ်။ယူကရိန်းဘက်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအမြန်ဆုံးပြန်ဆနိုင်ဖို့အသင့်ဖြစ်နေကြောင်းပြောထားတယ်လို့ပြောပါတယ်။တစ်ဖက်မှာတော့ရုရှားကလည်းညပိုင်းကယူကရိန်းတပ်ကိုလေကြောင်းတိုက်ခိုက်မှုတွေအကြီးအကျယ်လုပ်ခဲ့ပါတယ်။ drone နဲ့ဒုံးကျည်180ကျော်သုံးပြီးတိုက်ခိုက်ခဲ့တဲ့အကြောင်းယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။ယူကရိန်းလွှတ်တော်မှလက်ဆီယာဗက်ဆလန်ကိုကအခုလိုပြောပြပါတယ်။ Certainly, the U.S. is still holding the door open. ယူကရိန်းနဲ့အမေရိကန်ဆက်ဆံရေးဆက်ထားရှိဖို့အမေရိကန်ဘက်ကဆက်လမ်းဖွင့်ထားတာကကောင်းတဲ့အရေးလက္ခဏာပါပိုကောင်းတာကကျမတို့ရဲ့ယူကရိန်းသမ္မတဇလန်စကီးအနေနဲ့မှန်ကန်တဲ့လုပ်ရက်ကိုရဲရဲရင့်ရင့်လုပ်နိုင်ခဲ့လို့ပါပဲဒေါ်နယ်ထရမ့်ရဲ့မိန့်ခွန်းထဲမှာတော့တရားဝင်စာလို့ပြောသွားပေမဲ့တကယ်ကမစ္စတာဇလန်စကီးကဆိုရှယ်မီဒီယာပေါ်ကနေဖော်ပြခဲ့တာပါအဲ့ဒီ post ထဲမှာယူကရိန်းအနေနဲ့ညှိနှိုင်းဆွေးနွေးဖို့အသင့်ရှိနေဆဲဖြစ်ပြီးအမေရိကန်နဲ့မိတ်ဆွေအဆင့်ဆက်ဆံရေးဆက်ထားရှိဖို့လိုလားနေဆဲဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ဒါဟာနိုင်ငံတကာတည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးအတွက်ဖြစ်တယ်ဆိုတာကိုမစ္စတာဇလန်စကီးကရှင်းပြခဲ့ပါတယ်